မိတ်ဆွေရဲ့ခွေးကတန်ဖိုးရှိတဲ့အရာတစ်ခုကိုစောင့်ကြပ်ပြီးဘသူ့ကိုမှမချင်းကပ်စေဘူးလားဒီလိုအချိန်မျိုးမှာခွေးကိုဘေးကင်းကင်းနဲ့ဘယ်လိုခေါ်ထုတ်မလဲဆိုတာသိချင်နေသူတွေအတွက်ဒီဗီဒီယိုကအထူးသင့်တော်ပါတယ်အတဲအကျပ်မလုပ်ဘဲခွေးကိုပိုင်ဆိုင်မှုတွေစွန့်လွတ်ချင်လောင်အောင်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်ခွေးတွေရဲ့ပိုင်ဆိုင်မှုစောင့်ကြပ်တဲ့အပြုအမူကသဘာဝအတိုင်းဖြစ်ပေါ်တတ်တဲ့အမှုချင်းတစ်ခုပါဒါဟာမျိုးရိုးလိုက်တဲ့အပြုအမူဖြစ်ပြီးသူတို့ရဲ့အစားအစာနဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက်ကြာရှည်စွာအသုံးဝင်နေပါတယ်ဒီလိုအခြေအနေမျိုးမှာခွေးရဲ့စိတ်ကိုဘယ်လိုပြောင်းလဲပေးမလဲဆိုတာကြိုတင်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်ပိုင်ဆိုင်မှုစောင့်ကြပ်ခြင်းကိုကာကွယ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ခွေးရဲ့အာယုံကိုလမ်းကြောင်းပြောင်းပေးဖို့ပါပဲအဲ့ဒီအတွက်တကယ်ကိုတန်ဖိုးရှိတဲ့အစားအစာတွေဥပမာကြက်သားစစ်လိုမျိုးကိုအသုံးပြုနိုင်ပါတယ်ခွေးဟာအခုဝါနေတဲ့အရာထက်ပိုတန်ဖိုးရှိတာကိုရတဲ့အခါသူတို့ရဲ့အပြုအမူကိုပြောင်းလဲပေးနိုင်ပါတယ်တကယ်တော့လဲလှယ်ပေးခြင်းရဲ့အဓိကရည်ရွယ်ချက်ကခွေးကအစားအစာကိုစွန့်လွတ်လိုက်တာဘေးကင်းတယ်လို့ယုံကြည်သွားဖို့ပါသူတို့ဟာစိတ်တင်းမာမှုမရှိဘဲအဲ့ဒီအရာကနေလမ်းကြည့်နိုင်လားခန္ဓာကိုယ်ကိုလှုပ်ရှားနိုင်လားဆိုတာကိုစောင့်ကြည့်ရပါမယ်ခွေးတစ်ကောင်ကဘေးကင်းတယ်လို့ခံစားရင်စောင့်ချက်ဖို့မလွတ်အပ်ပါဘူးတခါတရံမှာတော့ခွေးစီကနေပစ္စည်းတစ်ခုကိုချက်ချင်းယူဖို့လိုအပ်တဲ့အရေးပေါ်အခြေအနေမျိုးကြုံရတတ်ပါတယ်ဒီလိုအချိန်မှာမိတ်ဆွေဟာခွေးမငင်းဆန်နိုင်လောက်အောင်အရသာရှိတဲ့အစားအစာတွေကိုအဲ့ဒီပစ္စည်းနဲ့ဝေးရာကိုပစ်ချပေးရပါမယ်ဒါဆိုရင်ခွေးကအဲ့ဒီပစ္စည်းကိုထားခဲ့ပြီးအစားအစာနောက်လိုက်သွားပါလိမ့်မယ်ပစ္စည်းကိုပြန်ယူပြီးတာနဲ့ခွေးစီကိုချက်ချင်းပြန်ပေးဖို့အရေးကြီးပါတယ်ဒီလိုလုပ်ခြင်းအပြင်ခွေးကအရာဝတ္ထုတစ်ခုကိုချန်ထားခဲ့တာဟာအလိုလိုဆုံးရှုံးသွားတာမဟုတ်ဘူးဆိုတာနားလည်သွားပါလိမ့်မယ်ဒီအပြုအမူကမိတ်ဆွေနဲ့ခွေးကြားကယုံကြည်မှုကိုတိဆောက်ပေးနိုင်ပါတယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့ခွေးကိုလှမ်းခေါ်ပြီးစောင့်ကြပ်တဲ့အပြုအမူနဲ့မသက်ဆိုင်တဲ့အခြားလှုပ်ဆောင်မှုတစ်ခုကိုပြောင်းလဲပေးဖို့ပါပဲနာမည်ခေါ်လိုက်တာနဲ့ခွေးကလှမ်းကြည့်အောင်ဒါမှမဟုတ်ခေါင်းငဲ့ဆောင်းလိုက်ုံနဲ့အဲ့ဒီအပြုအမူကိုစုချပေးရပါမယ်ဒီလိုလေ့ကျင့်ပေးခြင်းကသူတို့ရဲ့စိတ်အာရုံကိုပြောင်းလဲပေးနိုင်ပါတယ်ဒီလိုလေ့ကျင့်တဲ့အခါခွေးကိုအတင်းအကျပ်တွန်းအားပေးခြင်းကရှောင်ရှားတဲ့အပြုအမူတွေပါယုံကြည်မှုဆိုတာအနိုင်ယူပြခြင်းကနေလာတာမဟုတ်ပါဘူးခွေးကိုအေးအေးဆေးဆေးနဲ့တတောင့်တတခေအောင်ထားခြင်းဖြင့်သာတည်ဆောင်နိုင်ပါတယ်တကယ်တမ်းလိုချင်တဲ့ရလဒ်ကတော့ခွေးပိုင်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကိုမိတ်ဆွေကထိန်းချုပ်ထားတယ်ဆိုတာကိုသင်ပေးဖို့မဟုတ်ပါဘူးအရာဝတ္ထုကိုစွန့်လွတ်လိုက်ခြင်းကသူတို့အတွက်ပိုကောင်းတဲ့အဓိပ္ပာယ်ရှိတယ်ဆိုတာကိုခွေးရဲ့အမြင်ကိုပြောင်းလဲပေးဖို့ပါပဲဒါမှသာသူတို့ကစိတ်လိုလက်ရစွန့်လွတ်နိုင်မှာပါဒီနီလန်းတွေဟာတအိမ်ထဲနေတဲ့တခြားခွေးတွေချားမှာလည်းအသုံးဝင်ပါတယ်အခြားခွေးတွေစားတောက်နေချိန်မှာတစ်ကောင်နဲ့တစ်ကောင်မနှောက်ယှက်ပဲထားတတ်အောင်လေ့ကျင့်ပေးနိုင်ပါတယ်။တင်းလျော်တဲ့စုလောင်ခွေအသုံးပြုပြီးစင်ဆက်မပြတ်လေ့ကျင့်ပေးခြင်းကယုံကြည်မှုရှိတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါတယ်။ခွေးတစ်ကောင်နဲ့သူ့ရဲ့ပိုင်ရှင်ချားမှာယုံကြည်မှုတည်ဆောက်ဖို့အတွက်လေ့လာစရာတွေအများကြီးရှိပါသေးတယ်။